အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ပြပေးသွားမှာကတော့ကမ္ဘာသမိုင်းမှာအကြီးမားဆုံးနဲ့အနက်နဲ့ဆုံးဗဟိကြီးတစ်ခုဖြစ်တဲ့ဗြိဉ္စီသက်တာအကြောင်းပဲဖြစ်ပါတယ်ကျမ်းစာလာအဆိုအရဒီသက်တာဟာရွှေစင်နဲ့မူးမှန်ထားပြီးအပေါ်မှာခေရုဗိမ်ကောင်းကင်တမန်နှစ်ပါးရဲ့အတောင်ပံတွေဖြန့်မိုးထားတဲ့အလွန်မြင့်မြတ်တဲ့အရာတစ်ခုပါပဲအဲ့ဒီထဲမှာတော့ဘုရားသခင်ကိုယ်တိုင်လက်ညှိုးတော်နဲ့ရေးခဲ့တဲ့ပြည့်ညတ်တော်10ပါးမန္နာမုတ်ထည့်ထားတဲ့ရွှေအိုးနဲ့အာယုံရဲ့တောင်ဝေးတို့ရှိနေပါတယ်ဒါဟာဘုရားသခင်နဲ့လူသားတွေကြားကဗြိဉ္စီရဲ့သက်သေပါပဲတမိုင်းကြောင်းရကြည်လင် BC 989မှာဘာဗုလုန်တပ်တွေကယေရုရှလင်မြို့ကိုဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအဲ့ဒီသက်တာကြီးဟာတမိုင်းစာမျက်နှာပေါ်ကနေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။အခုဆိုရင်နှစ်ပေါင်း2500ကျော်သွားခဲ့ပါပြီ။လူတွေကမေးကြတယ်ဒါကြီးကတကယ်ပဲရှိသေးတာလား။ရှိရင်ရောဘာမှလဲ။ဒီမိကုန်းအတွက်အဖြေတွေကတော့အမျိုးမျိုးပါပဲ။ပထမတနေရာကတော့အီသီယိုးပီးယားပါပဲ။ဒန်နာကြီးတွေရရှေဘပြင်မာနဲ့ရှောလမုန်မင်းကြီးတို့ရဲ့သားဖြစ်သူကဒီသက်တာကိုအီသီယိုးပီးယားကိုခိုးယူလာခဲ့တယ်လို့ဆိုပါတယ်။အခုချိန်ထိအာဆန်မြို့ကဖဲကြောင်တစ်ခုမှရှိနေတယ်လို့ယုံကြည်ကြပေမဲ့ဘသူ့ကိုမှပေးမကြည့်တဲ့အတွက်ဒါဟာတသက်မပြနိုင်တဲ့လက်ဝတ်ချက်ဖြစ်နေသေးပါပဲ။နောက်တနေရာကတော့ယေရုရှလင်ဗိမာန်တော်တောင်ပါ။တချို့ကတော့ဗိမာန်တော်မပြတ်စည်းခင်မှာယေဘရဟိတ်တွေကမြေရောက်လိုင်ကူတွေထဲမှာဝတ်ထားခဲ့တာလို့ယုံကြည်ကြပါတယ်။1980ဝန်းကျင်မှာရွန်ဝိုင်းရဲ့ဆိုသူကရှာတွေ့ခဲ့တယ်လို့အခိုင်အမာပြောခဲ့ပေမဲ့ခိုင်လုံတဲ့အထောက်အထားမပြနိုင်ခဲ့ပါဘူးဒီနေ့ခေတ်မှာတော့ကျွန်တော်တို့ဟာဂေါ်ပြားတွေနဲ့ရှောက်တူးနေရတဲ့ခင်မဟုတ်တော့ပါဘူးသိပ္ပံပညာကအဖို့တန်တဲ့ကိရိယာတွေကိုပေးထားပါတယ်မြေအောက်ထဲကိုရေဒါလိုင်းတွေလွှတ်ပြီးအောက်မှာဘလို့အခန်းတွေအဆောက်အုံတွေရှိလဲဆိုတာကို 3D ပုံရိပ်ဖော်ကြည့်နေကြပါပြီဒါပေမဲ့ဘာကြောင့်အခုထိမတွေ့သေးတာလဲဆိုရင်ဤပညာတွေရှိပေမဲ့အကြီးအမားဆုံးအဟန့်တာကနိုင်ငံရေးနဲ့ဘာသာရေးဖြစ်နေပါတယ်ယေရုရှလင်မြို့ဟောင်းကဗိမာန်တော်တောင်ဟာမွတ်စလင်ဘာသာဝင်တွေအတွက်ရောဂျူးဘာသာဝင်တွေအတွက်ပါအလွန်မြင့်မြတ်ပြီးထိခိုက်လွယ်တဲ့နေရာပါအဲ့ဒီနေရာမှာစက်ကြီးတွေနဲ့ဒူးဖော်ဖို့ဆိုတာကစစ်ပွဲတစ်ခုကိုဖန်တီးသလိုဖြစ်သွားနိုင်တဲ့အတွက်ရှာဖွေမှုတွေဟာကန့်သက်ချက်တွေကြားမှာပဲရှိနေပါတယ်ဗြိဉ္စီသက်တာဟာတမိုင်းကြောင်းအရာရှာဖွေရမယ့်ရှေ့အောင်ပစ္စည်းတစ်ခုလားဒါမှမဟုတ်ဘုရားသခင်ကသူ့အချိန်ကြားမှာထုတ်ပြဖို့ဝတ်ထားတဲ့အရာလားဒါကတော့လူတိုင်းရဲ့ယုံကြည်ချက်အပေါ်မှာပဲမူတည်ပါတယ်ဒါပေမဲ့တခုတော့သိကြပါတယ်ဒီသက်တာဟာလူသားတွေရဲ့စူးစမ်းလုံစိန်နဲ့ဘုရားသခင်ပေါ်ထားတဲ့ရိုသေခန့်ညာမှုကိုထာဝရရှင်သန်စေမဲ့လက်ဝတ်ချက်တစ်ခုဖြစ်နေဦးမှာပါပဲအခုလိုခရိယာတွေနဲ့ဆိုင်တဲ့ဗုဒ္ဓများကိုလေ့လာတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည့်ရှုမိတာတွေရဲ့ဆရာကိုရသခင်ကောင်းကြီးပေးပါစေ